Redmi phone သုံးတဲ့သူတိုင်းအရေးကြီးတဲ့ setting 3ခုလူတိုင်းအတွက်အသုံးဝင်မဲ့ setting 3ခုအကြောင်းကိုပြောပြပါမယ်ပထမဆုံးနေဖြစ်ပြောပြပြီးမှ Redmi Xiaomi phone တွေမှာညာဘက်ကိုဆွဲလိုက်ပြီဆိုလို့ရှိရင်တရုပ်စာတွေပေါ်တယ်ပြီးလို့ရှိရင်အောက်ဘက်ကိုဆွဲလိုက်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတရုပ်စာတွေဒီလိုမျိုးပေါ်နေလို့စိတ်ညစ်စိတ်ပြတ်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်အဲတရုပ်စာတွေကိုဖျောက်တဲ့နည်းလေးကိုပထမချက်အနေနဲ့ပြောပြပါမယ်အဲတော့ကျွန်တော်တို့ကနေပြီး home key လေးနဲ့ပြန်သွားပြီးလို့ရှိရင်လက်ကလေးနှစ်ဖက်နဲ့ဒီလိုမျိုးလေးဆွဲကြုတ်လိုက်ပြီဆိုလို့ရှိရင် setting တွေကိုဆက်ပြီးတော့ဝင်လိုက်ပါပြီးလို့ရှိရင် more ဆိုတာကိုဆက်ပြီးတော့နှိပ်လိုက်ပါနေပြီးပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိနေ application box ဆိုတာရှိရဲ့အဲထဲကိုကျွန်တော်ဆက်ပြီးတော့ဝင်လိုက်ပါဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာရှိနေ application box ကိုကျွန်တော် clock လေးကိုပိတ်ပေးလိုက်ပါပိတ်ပေးပြီးတော့ clock ကိုနှိပ်လိုက်ပါနေပြီးလို့ရှိရင်ဘက်နဲ့ပြန်ထွက်ပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ switch add on the home ဆိုတာပေါ့နော် home screen ဆိုတာအဲ့ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပြီးလို့ရှိရင်NE nan ဆိုတာကိုနှိပ်ပေးလိုက်ဒါတစ်ချက်ပထမတစ်ချက်ပေါ့နော် home key နဲ့ကြော်ထွက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အောက်ကိုလက်နဲ့ဆွဲရင်လည်းဘာတရုပ်စာမှမပေါ်တော့ဘူးညာဘက်ကိုဆွဲလို့ရှိရင်လည်းဘာတရုပ်စာမှမပေါ်တော့ဘူးပေါ့နော် Xiaomi Redmi phone ကိုသုံးတဲ့သူတိုင်းသိထားတဲ့အချက်ဒုတိယအချက်ကကြတော့ setting တွေကိုဝင်လိုက်ပါဝင်ပြီးပြီဆိုလို့ရှိရင်အောက်ကိုလက်ကလေးနဲ့ဆွဲချပြီးလို့ရှိရင် notification and status bar ဆိုတာအဲ့ထဲကိုဆက်ပြီးတော့ဝင်ပြီးပါဒီထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုလက်ကလေးနဲ့ဆွဲပြီးလို့ရှိရင် show connection speed ပေါ့နော် internet speed တွေကိုကျွန်တော်တို့ကနေပြီးတော့ဖုန်းရဲ့ထိပ်ဆုံးမှာမြင်အောင်လုပ်တဲ့နည်းလေးပေါ့နော်အဲ့တော့ဖုန်းရဲ့တိုင်နားမှာအခုလောလောဆယ်ဘာမှမရှိဘူးเนาะအဲ့တော့ဒီခလုတ်လေးကိုကျွန်တော်ဖွင့်ပြလိုက်မယ်ဒါဆိုလို့ရှိရင် internet speed တွေကိုပြပေးတဲ့ခဏအခရာလေးတွေအပေါ်မှာပေါ်လာပြီပေါ့နော်အပေါ်မှာတစ်နှစ်ဆိုပြီးတော့အဲ့လိုမျိုးလေးပေါ်လာပြီဒုတိယအချက်ပြီးသွားပါပြီပြီးတော့တတိယအချက်ပေါ့နော်အဲ့တော့တတိယအချက်အနေနဲ့ကိုကပေါ့နော် battery percent ကိုဘယ်လိုမျိုးလေးသုံးကျင်တာလဲအပေါ်ဆုံးမှာကျွန်တော်ပြထားတဲ့ battery percent က85ဆိုပြီးတော့ညာဘက်မှာပေါ်နေအဲ့တော့battery indicator တွေကိုကျွန်တော်ဆက်ဝင်လိုက်ပါဝင်ပြီးပြီဆိုလို့ရှိရင်ဒါကတော့ဒီအလဲခလုတ်ကလေးကကြတော့ကျွန်တော် battery percent ကို battery 3ရဲ့အလဲထဲမှာပေါ်ပြပေးတာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ပေါ့နော်အောက်ဆုံးကိုရွေးလိုက်မယ်ဆိုလို့ရှိရင် battery ရဲ့ percent ကိုပေါ့နော်ဘေးဘက်ချမ်းမှာပဲကျွန်တော်တို့85ဆိုတာကို battery 3ရဲ့ဘေးနားမှာပဲပြပေးတာဖြစ်ပါတယ်ဒီအချက်3ချက်က Xiaomi Redmi phone ကိုသုံးနေတဲ့မိတ်ဆွေတွေတက်တန်မိုးရှိပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်